သုံးပြခဲ့ကြတော့ခြုံစားဝင်းတော်ညတပိတ်ကလေးတွေပိုက်ပြီးတန်ခါသုံးပါမောင်တိတ်သားနောက်လိုက်လာကြမောင်တိတ်သားတို့အိမ်ထဲဝင်လိုက်တဲ့ကတန်ခါသုံးပါမျက်နှာမကောင်းဟုတ်ပြီကွာမွေးရဆိုတဲ့အိမ်မှာရွေးကြကိုတော်ဒီစိတ်မကောင်းဒီထဲတရားနာပြည်သားကိုတော်ခန့်ငယ်ငယ်ကိုတော်ကြီးစခနဲ့ကိုတော်ကြီးညာစေပလီမစိတ်ဘူးထင်တယ်မင်းကလူပါမင်းကတော့စိတ်မင်းမစိတ်တဲ့လူချင်းတူတူကြငါလားဟန်ကြီးပါကြီးလို့ဟုတ်တယ်တချို့ကလည်းအတူတူချင်းတော်လူလည်းလောက်တာဒါနဲ့ကိုတော်ဒီပြစ်တောက်ပြောရင်းနဲ့တရားနာပြည်သားတိမ်ထဲဝင်ကြအပေါ်မော့ကြည့်တော့လေတရားနာပြည်သားအမိုးကကျင်းပြင်းလာမြင်ကြံကလေးကကျဲတီကျဲတောင်းတပားနဲ့တပားတွေ့တယ်ကိုတော်ကြည့်ရှောင်းနော်တမ်းမောက်ကျွန်တော်ဆေးရုံတက်နေရမှန်ပြောတာဟိုတုန်းကဆေးရုံရှိလားမသိပါဘူးဒါနဲ့သံဃာသုံးပါးထိုင်ရသံဃာသုံးပါးထိုင်တော့ဖုံးပေးတော်မူကြပါဘုရားနဲ့ဆောင်းကတ်ကပ်ပင်မဲ့လို့လေတရားနာပိဋကကိုတော်သုံးပါးလေတလုတ်စီနှလုတ်စီနဲ့ပြီးကြတလုတ်စီနှလုတ်စီနဲ့ပြီးတော့ထွန်းညာဟင်ညာငိုးလက်ဆေးပြီးလက်သုံးကြမယားလေးစိတ်ကမျက်ရည်ကျဖုံးနဲ့ဖုံးပေးကြတညာလုံးမအိပ်ရဘူးငါချက်ပြုတ်ထားတဲ့ဆွမ်းကိစ္စခုတော့တလုံးနှလုံးနဲ့ပြီးတော်မူကြတယ်ငါကုသိုလ်ကောင်းမှုပြုတာရမထင်ပါဘူးနဲ့မျက်ရည်လေးကြတော့လေလုံးတဲ့လူကရိပ်မိဆမအားလူတော့တပိတ်တလုံးတပိတ်ဒီလားတော့ဒီတပိတ်ကိုင်းသူကိုယ်တိုင်တပိတ်တလုံးကင်ပြီးတော့သမီးနဲ့မရမီးဖို့တဲ့ခေါ်သွားပြီးတန်ဃာတော်ရှင်များစွန်းစုံမဖုံးပေးတတ်လို့နဲ့တူရဲ့ကြောင်းကြဖုံးပေးကြမှာတပိတ်ထဲအပြေလောင်းလိုက်ကြသောမျက်ရည်ကြမယ်မရမကြဒီတော့ဟောလာအားရှိသွားဒါနဲ့သမီးသားဖာသုံးယောက်ဝေကလေးတွေထဲပြီးတန်ဃာသုံးပါးဆောင်းတက်လိုက်တန်ဃာသုံးပါးနဲ့တရားနာပိဋကတပိတ်ကလေးတွေပိုက်ပြီးတော့ပြန်ကြွကြမောင်တိတ်သားကကြောင်းကြအားရပါရဖုံးပေးတာကြီးညိုခြင်းလုံးလို့လိုက်သွားတန်ဃာတော်များလည်းမမြင်အောင်ပေါ့လေကလှမ်းလှမ်းလေးရကိုတော်သုံးပါးတောလန်းစားရောက်တော့တပိတ်ကလေးတွေဖွင့်ကြည့်ဟုတ်ပြီကွာဘူးနွေးနွေးတုန်းကမှမစနိုင်တဲ့ဆွမ်းချမ်းဟင်းချမ်းတွေအကြောင်းလောင်းလိုက်ကြောင်းကြအေးနေဝါတောင်ရမှာပေါ့တိုင်းကိုလူလို့လက်မောင်းအောင်လို့ရှိမှလားသွန်ပြစ်ခဲ့ကြတော့ခြုံစားဝင်းတော်ညခြုံစားဝင်းတော်ပြီးတော့ကိုတော်သုံးပါးဝင်တဲ့နေရာမောင်တိတ်သားရက်ကြည့်ကိုတော်သုံးပါးဆက်ကြွတော့မှလိုက်သွားပြီကိုတော်သုံးပါးဝင်တဲ့ဘေးနဲ့ကြည့်လိုက်တော့ထွင်းနေပါလားဟင်ငါတို့သမီးတောက်ဟတ်သုံးယောက်တညာလုံးအိတ်ဖက်ချစ်ထားတဲ့ဆွင်းနေပါလားရစ်ဆက်လိုက်တာကိုလုံးသွန်ပြစ်ခဲ့ကြလားကိုဒူးလေးထောက်ပြီးတော့ထမင်းနဲ့ဟင်းတွေကိုလက်ခုပ်ကလေးနဲ့ကျိုးတိတ်တာမင်းကုသိုလ်ဒါနကြီးရတော့ပါဘူးဒါပေမဲ့လက်ဆက်တတ်တော့ဆက်တိတ်တာဘုံကြီးတွေအပြစ်မဟုတ်ဘူးမင်းအပြစ်တိတ်တာတန်ခါတော်တွေအပြစ်မဟုတ်ဘူးမင်းအပြစ်နဲ့စဉ်းစားနော်တကားတို့ဘုံကြီးတွေအပြစ်မတင်ဘူးသူ့ကိုယ်သူပြန်အပြစ်တင်နောက်ဘဝကပုပ္ပိသကတပုညတာဆိုတဲ့ဒါနဆက်ပြက်ခဲ့လို့ဒီဘဝမွဲလို့မလှူနိုင်တော့မလှူခဲ့တဲ့နောက်ဘဝကမလှူတဲ့ဒါနမျိုးစီမပါတဲ့မင်းအပြစ်နောက်ဘဝကလှူခဲ့လို့တထေးဆိုရင်မင်းလေသုံးကုန်းမှုမကတ်နိုင်မှာပေါ့ဘုန်းကြီးတွေအပြစ်မရှိဘူးတဲ့မကောင်းလို့သွန်တာတဲ့မင်းအပြစ်ဒီလိုနဲ့တရားနာပရိသတ်ကြီးကောင်းကလေးငိုက်ဆိုင်နေနှမလေးစိတ်တာတန်ဃာတော်တွေဖုံးပေးကြရဲ့လားလို့မေးရင်ဖြင့်တိတ်တာမင်းဘယ်လိုအဖြစ်ပေးရပါမထုံးယောက်ျားရဲ့မကြီးဖြစ်တဲ့မင်းတော်မှမျက်ရည်ကြရင်မယားလေးစိတ်တမျက်ရည်မကြဘဲနေပါမလားအလေးကြည့်ရှုပြီးဖြောင်းပြပြောရတော့မှာပဲလို့တရားနာပိဋကမောင်တိတ်တာအိမ်ပြန်လာမောင်တိတ်တာအိမ်ပြန်လာကိုတိတ်တာပြန်လာပြီပြန်လာပြီထမရဲ့ဘယ်နဲ့တော့တန်ဃာတော်ကြီးကြောက်ကြအားရပါရဖုံးပေးကြရဲ့လားဖုံးပေးတာမောင်ကြီးပြောမယ်စိတ်ကလေးကောင်းထားနော်တော့ဘာမှလည်းမသိဘူးတော့စိတ်ကောင်းထားစိတ်ကလေးကောင်းထားလို့မောင်ကြီးပြောမယ်ပြောပါတော့ဒီလိုနှမရဲ့မောင်ကြီးဖုံးပေးလိမ့်မယ်ထင်လို့ကြောင်းလိုက်ပြီးတော့ကြီးညိုခြင်းလို့တိလိုက်သွားတာလေလမ်းမှာတန်ဃာသုံးပါးကလူဆွင်းနေပစ္စည်းမှမချမ်းမဲနဲ့သွန်ပစ်ခဲ့ကြသကွဲ့လို့လည်းပြောလိုက်ရောခမလေးကြီးတို့ဆိုရင်ကျွတ်တော်လူတွေကုသိုလ်တွေတိတ်မငုံနဲ့ကွယ်နမ
သိပါမှာရဲ့ကုသိုလ်ကောင်းမှုနှောက်ရှင်းပေးပါနဲ့ကုသိုလ်ကောင်းမှုပြုတဲ့ဆိုတာနမရဲ့မြေရကြဖို့မဟုတ်ဘူးသူဘာပြောရင်ငိုနေတာမြေရကြဖို့မဟုတ်ဘူးဝမ်းမြောက်ရမှာနမရဲ့ဒီကကုသိုလ်ပြုတဲ့ဆိုတာမြေရကြရမှာလားဝမ်းမြောက်ရမှာဒီတရားနာပြည်သားကြီးယခုနမရဲ့မြေရမကြတဲ့ဝမ်းမြောက်ရမှာကွယ်ခုတိတ်အားကျုပ်ဘုန်းကြီးတွေအပြစ်တင်လို့မဟုတ်ပါဘူးလေဘုန်းကြီးတွေပြစ်မတင်ရဘူးကွကျွတ်တို့ကောင်းကောင်းမကတ်နိုင်လို့သွန်တာပဲတော့ဒီကွယ်ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဖုံးပေးအောင်တို့ဘယ်လိုလုပ်ရပါမလို့ကျန်သားမအောင်တော့ကျုပ်တော့မကြံတတ်တော့ပါဘူးမောင်တိတ်သားကခေါင်းကလေးတစ်ချက်ကုတ်ပြီးတော့စဉ်းစားလိုက်ဟာနမဆန်းကြပြီမပူနဲ့တို့သမီးလိုလေးရှိတယ်မဟုတ်လားကွယ်ဒီကသူစိတ်ကကြံလိုက်ပြီလေမောင်တိတ်သားကငါသမီးလိုလေးရှိတယ်သမီးလေးသူများအိမ်ပေါင်းရတဲ့ငွေနဲ့နှုတ်ဆန်းတော်မကြီးကိုဝယ်တန်ဃာတော်တွေနွားမကြီးကထွက်တဲ့နွားနို့တွေနဲ့နို့ကနာဆန်းကလည်းရရင်ဘလောက်ဖုံးပေးလိုက်ကြမတော့ဒီကြံပေါ်လို့ခမတို့သမီးရှိသားပဲကွဟုတ်ကဲ့ပြောပါတော့ကျုပ်ပြီးပါပြီတော့သမီးလေးအရွယ်ရောက်လာပြီဒီတိုင်းထားလို့မဖြစ်ဘူးထင်းကိုအခုကြီးခေါ်မယ်ဟိုလေကိုမွေးထားတဲ့သမီးကိုခိုင်းလို့ရမှာဟောမဟုတ်ပါဘူးမှာရဲ့ထင်းကိုခိုင်းမလို့ဟုတ်ပါဘူးဒီမဲ့မောင်ကြီးပြောတာမင်းစိတ်ကလေးကောင်းကောင်းထားနော်စိတ်ကောင်းကောင်းထားဆိုရင်ဟိုကနည်းနည်းခေါင်းကြီးကြီးသွားပြောပါတော့ဒီလိုနမရဲ့ကုသိုလ်ကောင်းမှုကြီးပြုမဲ့ကိစ္စသမီးလေးအချက်ချပါနေလို့မောင်ကြီးပြောတော့ပြောခြင်းနဲ့တော်ကြကြတော့သမီးကလေးပေါ်မင်းမုန်းတယ်လို့ထင်ပါစိုးလို့ထင်ပါဘူးတော့ပြောပါဒီလိုနမရဲ့တန်ဃာတော်ကြီးကောင်းကောင်းဖုံးပေးနိုင်မဲ့ကိစ္စအတွက်သမီးကလေးသူများအိမ်မှာပေါင်းရတဲ့ငွေနဲ့နှုတ်ဆန်းတော်မကြီးကိုဝယ်တန်ဃာတော်ကြီးနှုတ်ကနာဆန်းကလေးရဲ့ဘလောက်ဖုံးပေးလိုက်မထုံးလို့မောင်ကြီးအကြံပေါ်လို့သမီးလေးသူများအိမ်ပေါင်းမလို့ရာပြောလိုက်ရောကိုတိတ်တာသိပါပြီတော်စကားအစချီလိုက်ကြတဲ့ကိုကသမီးကလေးမုန်းတဲ့ထင်မှစိုးလို့ဟုတ်ပြီသမီးကလေးပေါ်တော့ရန်ညှိုးထားပါပြီကြောင်မကြံရပါပြီတော့ပြောမှပြောရပါပြီရဲ့ကျုပ်ကိုလာလွယ်ဆယ်လာဖွားပြီမယ်လို့တော့နေရတဲ့ရှင်တွေတော့ကလေးပါလားအာရသမီးကလေးမုန်းလို့ဒီကြံကြီးတော့ကြံလိုက်တာလားဟောငိုပြန်ပြီကြိုက်တော့တိတ်ဒီမဲ့သမီးကလေးသူများအိမ်ပေါင်ပြီးကျုံစရင်တွန်းတယ်ဆိုတာလေတန်ဃာတော်တွေကိုလှူခြင်းလို့ပါနမရဲ့သမီးကလေးမုန်းလို့မဟုတ်ပါဘူးကွနမရဲ့သမီးကလေးကိုမုန်းလို့မဟုတ်ပါဘူးလှူခြင်းလို့ပါကွသို့တော်လဲမင်းသဘောမတူရင်ဒီအကြံစီမောင်ကြီးဖြစ်လိုက်ပါပြီနမအဲ့ဒါလို့ပြောလိုက်ပြန်တော့လေကိုဒိဋ္ဌာကျုပ်သမီးကလေးမုန်းနဲ့ထင်လို့ပြောမိတာသမီးကလေးပေါင်တာမုန်းလို့မဟုတ်ဘူးဆိုရင်ဖြင့်တော့အကြံစီကြီးမဖြစ်ပါနဲ့လေးကြံစီတဲ့အကြံစီကောင်းတစ်ခုမိမကြောင့်မပြည့်စည်ပေါင်းမှလူသာလူပါတော့မှန်တော့အားလုံးဒီမျိုးကတကဘာတွေမှတ်သွားတော့မှပြောတဲ့စကားလေးလေးကြံစီတဲ့အကြံစီတစ်ခုမိမကြောင့်မပြည့်စည်ကောင်းပါမှကြအကြံစီကောင်းပြောတာအကြံအစီကောင်းပြောတာဗျလင်ကဖဲထွက်ရိုက်လို့မိမကိုယ်တိုင်နောက်ကဘေးလိုက်ပေါက်တာပြောတာမဟုတ်ဘူးဘေးချမ်းမှတ်သွားအောင်ဘုရားဖူးခြင်းနဲ့လင်သားဖူးပါစေအကြံစီကောင်းတရားနာခြင်းနဲ့တော့ပါစေခွင့်ပြုပါတရားအထုတ်ခြင်းနဲ့ခွင့်ပြုပါဥပုသ်ဆောင်ခြင်းနဲ့ဘာပြုတော့လွတ်လိုက်ပါကြံစီကောင်းတယ်ခုနှစ်ရက်လောက်ဒုံနာဘဝှခြင်းနဲ့ခွင့်ပြုလိုက်ပါဗျခုနှစ်ရက်လောက်တော့အောင်ပေါ့ဘာပြုလို့ကြာတာမဟုတ်ပဲဟုတ်တယ်လေအကြံစီကောင်းဒါကြောင့်တရားနာပြီးသားကြီးလင်ကြံစီတဲ့အကြံစီကောင်းတစ်ခုမိမကြောင့်မပြည့်စည်ကောင်းပါပေါင်မာတော့ဆိုတော့ gain သမီးလေးခေါ်ခွဲခေါ်လိုက်ရောပြုသမီးလေးခေါ်လိုက်တော့သမီးလေးအိမ်မှာဆင်းလာမိဘနှစ်ပါးရှိဒူးတုတ်ထိုင်လူငယ်တွေမှတ်ထားကြဘုရားမနကဆုံးတဲ့ဆန်းငါပြောပြီးသားတယ်မို့လို့စကားကြောရှိမှဆိုလို့မိဘရှိဒူးတုတ်ထိုင်တဲ့ဟဲ့ဒီလိုဒူးတုတ်ထိုင်တော့သမီးနားမှာရောက်ပြီလေငါသမီးကိုဖေပြောကြရှိလို့ပြောပါဖေဖေသမီးနားထောင်နေတယ်လေဒီလိုသမီးရဲ့တန်ဃာတော်အရှင်မြတ်များ
တို့ဆုံးကကြတယ်မဟုတ်လားဟောဖေဖေရဲ့သမီးမေးမလို့ဖေရဲ့အဲ့ဒီကိစ္စတန်ဃာတော်တွေဖုံးပေးကြရဲ့လားမဖုံးပေးပါဘူးသမီးရဲ့အဲ့ဒါလမ်းကြတော့အကုန်လုံးပုံပစ်ခဲ့ကြတယ်ကွဒီကိစ္စမင်းမေပြောနေတာဗောဟာတော့မပေါ့ဖေဖေရဲ့ကောင်းအောင်ကောင်းပဲနဲ့သမီးတော့ခုနကစားမလို့ဝင်သွားတာတင်းနေလို့မနှဲဝါရတယ်ဖေရဲ့တော့မပေါ့ကောင်းမှမကောင်းပဲနဲ့တန်ဃာတော်တွေဆိုတာကောင်းကောင်းဖုံးပေးနေကြကောင်းမှမကောင်းမဲနဲ့တော်မှာပေါ့ကိုပဲတိုက်ပေါ်ကတန်ဃာတော်ရေဆိုရင်ခုတည်းထိမကြွသေးဘူးကောင်းကောင်းကတ်လို့ဘယ်လောက်စားနေကြမှမသိဘူးကလေးမလေးကဒီတော်သမီးရဲ့တန်ဃာတော်တွေဆွမ်းဖုံးပေးအောင်အဖေကြံစီတဲ့အလှဒါနငါသမီးကြီးအချက်ချပါနေလို့ဗျာပြောရလေဖေဖေသမီးရထောင်းနေပါလေဒီလိုသမီးရဲ့တော့ကြာတော့ငါသမီးဒီအလှဒါနအကြောင်းပြောလိုက်မယ်ဆိုရင်ငါသမီးကအဖေအပေါ်မှာအဖေငါ့ကိုမုန်းလို့ဒီအကြံကြံတာပဲလို့ပြောမှတို့လို့ပြောပါဖေပြောတော့ပြောခြင်းနဲ့သမီးရဲ့သို့တော်လေငါသမီးဒီတန်ဃာတော်တွေလူမဲ့တမ်းမဲ့ကိစ္စငါသမီးကြီးချက်ချပါနေလို့ဒီလိုသမီးရဲ့ဟောဖေပြောတော့ပြောခြင်းနဲ့သမီးရဲ့ပါဇက်ကထွက်မဖြစ်တော့ကလေးမလေးကပဲတရားနာပြုတာဆက်ပြောသမီးကိုအာနာမနေပါနဲ့တဏှာမနေပါနဲ့သမီးကိုတဏှာလို့အဖေစကားအထွက်ခံနေပေမဲ့လို့သမီးသိပြီးသားပါဖေရဲ့သမီးအိမ်မော်ကအဖေနဲ့အမေပြောတဲ့စကားအင်ကြီးလေးစုပ်တာချုပ်ရင်းနားထောင်နေရဲ့ဖေရဲ့ငါအရွယ်ရောက်လာပြီးမိဘနှစ်ပါးကိုဘယ်လိုကျေးဇူးဆရာပါမတော့လို့သမီးကြမ်းနေတော့အဖေနဲ့အမေကလေသမီးကိုပေါင်ပြီးလှူမယ်ဆိုတော့သမီးဝမ်းသာလို့မဆုံးဘူးသမီးလေဝမ်းသာလို့မိဘနှစ်ပါးရဲ့ပါရမီကူညီဖြစ်ရစေပေါင်ရပါတော့ဖေရဲ့ပေါင်ပါတော့သမီးပြုံးပြုံးကြီးနဲ့အဖေတို့ပါရမီဖြည့်ပါမယ်တဲ့တော်တဲ့ကလေးမဟိကြည်တရားနာပြီသာရှိသမီးကိုပေါင်ပါတော့လို့ဆိုတော့တိုင်သမီးညီအမေကတော့ညီအမေကတော့ဆိုပြီးတော့အမေကတော့ခိုင်းအမေလှုပ်တဲ့လူကမျက်ရည်ချတဲ့ကသမီးလေးကြည့်ဒုက္ခအလိမမကြီးသမီးသူများအိမ်မှာအပေါင်းခံရတယ်ဆိုတော့ငါသမီးတတိထားနော်သူများအိမ်မှာသွားတဲ့ချိန်ခါမှာကိုမိပါမဟုတ်ဘူးသမီးရဲ့သိပါတယ်မရဲ့သမီးဓာတ်တွေအလုံးသားလဲပါလေငါသမီးအိမ်မှာဆိုရင်ဟဲ့သမီးရေခတ်ဆိုရင်ဘိုးကြီးတွေတဝက်သားသားတောင်ရှိသေးတာပဲမရဲ့သမီးချင်းဖြတ်ဆိုရင်ဖြင့်ဩမေကလည်းမိုးစင်လေးစင်မှမရှိပဲနဲ့ချင်းကဒီနေ့ချက်တော့ပါတယ်မေရဲ့ငါသမီးအိမ်မှာတော့ငါဆင်ချင်းမြင်းချင်းများလို့ရပါမယ်လို့သူများအိမ်များအပေါင်းခံရလို့အစီကံဘဝနဲ့ဆင်ချင်းမြင်းချင်းများရင်လေတပေါင်းမမင်းသားကြောင့်သူများအိမ်ကျုံဘဝရောက်ဆင်ချင်းမြင်းချင်းအလုံးတန်တဲ့မိမလာနင်ပါဆိုပြီးတော့သမီးရဲ့အမေလည်းဖြားလည်းမတူတဲ့ဟောဒီပန်းလူလူငါသမီးလေးကိုတွေးချဥအောင်တိုက်မှာအမေပူလုံးလို့ဒါကြောင့်ငါသမီးသူများအိမ်မှာကြည့်ဆိုင်ပြီးနေနော်ဘေးခုမမြင်ရလားကဘုန်းကြီးတွေပါဘုန်းကြီးတွေကမှလူနေဘူးကြီးကအိမ်တာတော့မြမင်းတောင်ပြောင်းနဲ့သုံးစားလို့လဲတာပဲအဲ့ရမှာတော့ကမေသမီးတွေ့မပူပါနဲ့သမီးသားတွေအသင်ပါနားလည်ပြီးသားပါမေအမေသမီးမဟုတ်လားဒါဖြစ်သွားတော့သမီးသွားတော့ညှို့ထင်းတော့လိုက်ပြီတော့လို့သမီးလို့သူကမျက်ရည်ချတဲ့ကတရားနာပိသက်ကြည်နေတယ်အမေအားဥသုံးချိန်ချဟောအဖေနဲ့လိုက်သွားပါဗျာဖေနဲ့လိုက်သွားတော့လူတစ်ကောင်လုံးတစ်ထဲအိမ်သွားပေါင်တာမှများစားပဲပြိတ္တာငွေလေး12ကြရပြေးကြတောင်ခင်းနေပြိတ္တာပြေးကြဆိုတဲ့ခင်ဗျားတို့ကြက်နေတာပါလူတွေကများလွန်းတာအခုစာရုံရှံထွက်ပြိတ္တာကြီးလူတစ်ကောင်လုံးပေါင်တာဘာလို့ရ12ကြနဲတယ်လည်းမအောင်မင်းနဲ့သူခင်းတဲ့သူတော့ငွေသေးရှိဒါနဲ့ပဲတရားနာပြိတ္တာကြီးငွေလေး12ကြကပိုက်ထဲထည့်ပြီးပြန်လာလမ်းကြတော့တရားနာပြိတ္တာကျွတ်တို့တော့မကြီးတကောင်ဝဲပြီးတော့အိမ်ပြန်လာပြီးတော့နောက်တို့တွေကျင့်လို့တန်ဃာတော်တွေနှုတ်မနာဆောင်းနဲ့ဆောင်းကနောက်လေသမီးလေးကမှားလိုက်တဲ့သူ့ကိုလည်းအမြဝေပါတယ်ကွယ်နှမလေးဝေရမှာပေါ့တော့သူ့ကြောင့်တန်ဃာတော်တွေလူရတဲ့ဆွမ်းဒါနအမေတို့ဖေတို့ပြုတဲ့ကုသိုလ်ဒါနကြီးဒုက္ခရဲ့သမီးအမြဟောငိုပြန်ပြီမင်းတို့ခက်တာပဲတိတ်ပါနှမရဲ့အနှုတ်ရှက်မဖြစ်ပါဘူးနဲ့ကျုပ်လေးတော့ပြုတဲ့ကုသိုလ်ဝါသနာမပါလို့မဟုတ်ပါဘူး
သမီးလေးကိုကျွတ်တော့လုပ်ပြီးတော့ရွေးကြမတော့ဩမပူပါနဲ့ထင်းကြိုးစားခုတ်လေရတာဒါပေမဲ့တမဟုတ်ချင်းရွေးနိုင်ဟောကြံစက်အလုတ်လို့ဖို့မောင်ကြီးဝင်ပြောခဲ့တယ်ဗျာဝင်ပြောခဲ့တယ်ဗျာတဲ့ပြောအားပေးပြီးတော့ကုသိုလ်ဒါနပြုတ်ပြီးတဲ့အချိန်ခါမှာကြံစက်သွားအလုတ်လို့ဒီတော့မောင်တိတ်ကဘယ်သွားအလုတ်လို့တာတော့ကြံစက်ကလည်းတရားနာပြီးသားလကများများစားစားပဲတစ်လမှာနှစ်ကြရဒေသကြီးတစ်လဘယ်လောက်တော့ခုခေတ်2000လောက်တန်မိုးရှိမှမသိဘူးနော်တစ်လနှစ်ကြရတော့ဂိုင်းတရားနာပြည်သားကြီးကျွတ်တို့တစ်လနှစ်ကြဆိုတော့6လလောက်အလုတ်လုတ်လိုက်တော့ဘယ်လောက်ရငွေလေး12ကြအပိုးမတွက်ဘူးသမီးရွေးဖို့ပဲ12ကြကပိုက်ထက်ထည့်ပြီးပြန်လာခဲ့ပြန်လာခဲ့ရလမ်းကြတော့ဥဒိတ်တဆိုတဲ့ကိုတော်ကြီးကိုတော်ကြီးကလည်းတရားနာပြီးသားတီဟိုမဟာစေရီဘုရားဘုရားလမ်းအာဟာရပြမတ်တက်ကလဲနေရှာတယ်ကိုမတ်တက်ကလဲနေရှာတော့တရားနာပြီးသားကြီးဟာဝါကြီးနောက်အနာနာဘောကြည့်လိုက်ဟဲဘုန်းကြီးပါလားခြေရင်းကထိုင်ချီတော့ကလေးကိုင်းလို့ခြေပြားပဲလို့ဖြစ်တာတော့ဗျာမောင်တိတ်ကဝင်မေးလိုက်တော့ဟေးမင်းမတူလဲပြီးတော့ချင်းတန်းသမားလေးမောင်တိတ်ကပြီချင်းကဘာဖြစ်လာတော့ဗျာချင်းကဘွဲဘယ်လိုခေါ်တော့ဗျာအေးငါဘွဲဥဒိတ်တာကွာဟာဒီလိုနာမည်တူးတာဗျာပြီးတော့နာမည်မောင်တိတ်တာဗျာအေးကွာကန်ထူကျိုးပေးနဲ့တူပါရဲ့ချင်းကဘယ်လိုဖြစ်တာတော့ဗျာငါမဟာစေရီဘုရားဘုရားအာဟာရပြမတ်တက်ကလဲနေလို့ဟေးမောင်တိတ်ကဟာဆုံးမစားရလို့ဆိုအချိန်ကလည်း7 နာရီသာသာလောက်ဗျာအချိန်တော့ရှိသေးရဲ့သို့တော်လဲတော်ရဲဆိုတော့မုန်တိုင်းမရှိဆွမ်းဆိုင်မရှိနဲ့ဗျာပြီးတော့ဆုံးကရခက်ပါပြီပြီးတော့တရားတရားအမတန်ကောင်းပါတယ်ဗျာသမီးကလေးပေါင်ပြီးတော့လှူတယ်ဗျာသမီးကလေးမပေါင်ရင်တန်ခါသုံးပါလှူတာဆုံးနေသွန်ပစ်ခဲ့လို့သမီးလေးပေါင်လှူတာအခုကြံဆက်ကသမီးကလေးအတွေ့အလုတ်လုတ်ပြီးရွေးဖို့ငွေ12ကြက်ကြိုက်ထက်ထက်ပြန်လာတယ်ဗျာဒီကွာငါကုသိုလ်ကပါဆိုင်မှမရှိပဲဟာချင်းမြနေဦးတာကနွားချောင်းသားလေးနဲ့တူတယ်ဗျာနွားချောင်းသားလေးကလာတယ်ပြည်ကဖလူလေးတစ်ဖက်ကကိုင်းလို့သမီးတို့ကလေးဂျိုင်းညက်လို့ဂျိုင်းညလွဲလို့ဖလူလေးနဲ့ပေါ့ဗျာနွားချောင်းသားဆိုတော့တွေးမှုတ်တာပေါ့တောင်တောင်ဗမာနွားချောင်းသားဆိုတော့ဖလူရည်နဲ့ပေါ့စစ်တို့ဘက်ကကလန်းနွားချောင်းသားကြတစ်မျိုးဗျတနောင်းမေအောင်သူကဂါထာရွတ်တယ်လို့လူပဲနမှုတစထင်တယ်မအောင်ဒီဝတ္တတုအောင်မယ်ကျုပ်ကဘာလို့ကလားရှိသွားဆက်စုလို့အေးကလားမင်းပါပြောတာဘုန်းကြီးသားထောင်းနဲ့အနေပေးပြမယ်တဲ့ကလားကျုပ်တရားဟောလူပဲနမှုတစထင်တယ်မအောင်ဒီဝတ္တတုလူပဲအလွန်လေးဘူးသည်ရှိတော့နမှုတစဟဲငါရဲ့ဓမ္မတစုလို့ဟုတ်ပြီကွာလူပဲအလွန်လေးဘူးသည်ရှိတော့နမှုတစဟဲငါရဲ့ဓမ္မတစုလို့ထင်တယ်မအောင်ထနောင်းမေအောင်နဲ့ဒီဝတ္တတုအသာလေးနေခိုးပြီးတော့ဝတ်နေကြကုန်တော့ကျုပ်ကသာဓုခေါ်လိုက်ရကောင်းသားဒါကလန်းသွားကြောင်းသားပြောတာအဲဆက်ကြောင်လို့များကျုပ်ကဘေးဖောက်ထွက်သွားဒီလိုနဲ့တရားနာပိသကြီးအရှင်ရနွားကြောင်းသားလေးလာပြီဖျားနဲ့နွားကြောင်းသားလေးရဲ့အပါသွားပြီဟေးငါတို့ယောဘာလို့ရလာပေါင်းပါဒီကိုခင်ဗျားကြီးနွားရမနေဘူးကွာခဏလာတော့ပါဒီကိုအဲ့အနာရောက်မင်းလက်ထက်ပါတော့အကျုပ်တော်တဲ့ဆာရင်စားဖို့သမင်းတို့ဗျာဒီကွာဟန်ကြရခုမမြင်ရတော့ကဘုန်းကြီးတို့ပါဘုန်းကြီးတွေကမှဒီလိုနေဘူးကြီးတဲ့အိမ်နာတော့ဗျာမင်းတောင်ပြောင်းနဲ့ဆုံးစားလို့လဲတာပဲအဲ့ရမှာတော့ကွာအဲ့ဒါလေငါဆုံးကတ်ချင်လို့ကွာမင်းသမင်းတို့လေးအဲ့ဒါဗျာတစ်ချက်နဲ့ရောက်ပါလားမရောက်ပါဘူးဗျာခင်ဗျာနဲ့အေးတစ်ချက်ကွာတစ်ချက်ရောက်ပါဘူးဗျာသုံးချက်ကွာခက်ပါပြီဗျာမရောက်ပါဘူးဆိုနေခင်ဗျာနဲ့ဘယ်ရောက်မလို့မရိတ်တာငွေ12ကြက်ကပိုက်ထဲကထုတ်ပြီးသူကတစ်ချက်ချင်းခွဲပြီးဘယ်ရောက်မလဲဒီကောင်12ကြက်မရပဲမရောက်ဘူးဒါကြောင့်ဈေးထဲသွားလို့ဈေးဝယ်မဲ့ကြံသတိထားတချို့မိန်းမတွေကအပားမအောင်အိတ်ထောင်နဲ့ရှိတဲ့ပတ်စံတွေဈေးတယ်ရှိကြရင်အကုန်ထုတ်စစ်ပြီးသူကတော့ဓာပါတာပဲဆိုသူကလည်းအရှုံးကန်ရောက်မှာဘောလေပြီးလဲဘောသူနေတာချို့မိန်းမတွေအပားမအောင်ဘူးဈေးဝယ်တာကြံဒီကန်တွေပြောပါတယ်ဒီမျိုးတော့မိမလဲကြီးနေမှာပါကဲတိတရားနာပြေးသားကြီးအဲ့ဒါလို့ခွဲပေးနေတော့ကဲလေးချက်ကွာရောက်မှာဘူးဗျမချက်ကွာရောက်မှာဘူးဆိုကြခင်ဗျာနဲ့ထောက်ချက်ကွာမဖြစ်ပါဘူးဗျ9ချက်ကွာခင်ဗျာခဲတဲ့ကျုပ်ကနွားတွေနဲ့ဝေးကြီးသွားရမှာဗျမင်းနဲ့ကွာအိမ်ပြန်စားဖြစ်တာနွားတွေဘယ်သူစောင့်မလဲဗျခင်ဗျာပြောတော့လွဲတာကဲ8ချက်9ချက်10ချက်10ချက်ဟေးကောင်ကဒါပဲရှိတယ်ကန်ရောက်တိုင်းရောက်တော့မရောက်တိုင်းလဲသွားတော့မရောက်နိုင်ပါဘူးဆိုခင်ဗျာတော့ခွာကြတဲ့လူကြီးဗျရော့12လတဝက်6လအလုံးလုံးတဲ့ငွေ12ကြက်ပဲတရားနာပြီးသားမရောက်မဲ့ပဲနေပါ
ငွေ10ကြယူပြီးထမင်းတုပ်လေးပေးပြီးထွက်သွားရောဆိုကြပါစို့ဗျာထွက်သွားတော့မောင်တိတ်တာဥတိတ်တာကိုတော်ကြီးကိုင်းအရှင်မရအရေးကြွဗျာအရေးပင်းပြီးတော့ဆွမ်းကတ်ဘုံပေးပါဗျာပြီးတော့ဆွမ်းတကားရင်းကဲ့သို့အောင်ပေးပါဗျာတပည့်တော်တရားတရားအင်မတန်ကောင်းတော့ဗျာဒါသမီးလေးပေါင်းတဲ့ငွေ10ကြနဲ့ရှင်မရကိုဆွမ်းဝယ်ကတ်တာပါဗျာအေးကောင်းတော့ကွယ်နဲ့ဖုံးပေးပြီးတရားနာပိဿကြီးဟေးမောင်တိတ်တာမစားခင်တော့ကတော့ပိုင်ညာစားတော့ကွာစားပြီးတော့ကွာဥရုအင်းတင်းနဲ့အလှမ်းရတောင်ခဲအသွားရတောင်ခဲထိုင်ရကတောင်ထားဖို့မလွယ်ဘူးငါလည်းအတော်စားပြည့်တာဟဲ့ကဲကြောက်ပါစို့ဗျာတပည့်တော်ကြောပြင်ဝေါထင်ပေးလိုက်တပည့်တော်ထမ်းဖို့ပဲဗျာဒီတရားနာပိဿခင်ဗျားတို့ခေလို့ဆိုဆုံးလဲကြရသေးထမ်းလဲပို့ရသေးရှုံးနေထင်မှာပေါ့ဟိုတကားကြတော့ဒီလိုမဟုတ်ဘူးဗျကြောပြင်ဝေါထင်ပေးလိုက်တော်မူပါဗျာနဲ့ထမ်းဖို့သူတို့ရွာနာရောက်တော့ဒါတပည့်တော်တို့ရွာဗျာတပည့်တော်ကြောင်းထီအောင်လိုက်ဖို့မဲ့ဗျာနဲ့ကြောင်းလိုက်ဖို့အရှင်ဗျာတပည့်တော်တရားရှိလုံးလို့ဒီကနေ့ကတော့8ရက်မြောက်တဲ့နေ့အရှင်ဖရာကိုတပည့်တော်တို့ဇနီးမောင်နှံကြောင်းလာပြီးတော့ဆွမ်းကပ်ပါမယ်ဖရာလို့ရှောက်သွားဒီတော့ဘယ်နှစ်ရက်မြောက်တဲ့နေ့8ရက်မြောက်တဲ့နေ့အိမ်ပြန်သွားအောင်မောင်တိတ်တာတပည့်တော်တို့ဆင်းရဲကကတ်တဲ့ဆံကိုမဖုံးပေးခြင်းလို့အရှင်ဖရာတပည့်တော်ပြစ်သွားတာထင်ပါရဲ့အိမ်ပြန်သွားပြီးတော့ဓမ္မရဲ့စိတ်တလို့ခေါ်လိုက်တော့ကိုတိတ်ကတော်ပြန်လာပြီကျုပ်လေးလက်ချိုးပြီးတော့ရေတွက်ထားတာတော့အလုပ်လုပ်တာ6လတော့ဘယ်တော့ရခဲ့ဆိုညပါဘူးကွာတလမှ2ကြဟင်6လကူ12ကြတော့နဲ့တော့သမီးလေးတစ်ခါလေးရွေးခဲ့ရောပေါ့သမီးကလေးရွေးလို့12ကြကပိုက်ထဲပြန်လာတာပဲဓမ္မရဲ့သို့တော်လည်းသမီးကလေးမရွေးခဲ့တဲ့အကြောင်းမောင်ကြီးပြောမယ်မင်းစိတ်ကလေးကောင်းကောင်းထားနော်စိတ်ကောင်းကောင်းထားဆိုရင်ကိုကောင်းကြည့်ကြည့်ရောဟင်ကိုတိတ်ကလမ်းညံတော့လူယူလိုက်သလားလူမလူပါဘူးကွယ်ကဲစိတ်ကောင်းကောင်းထားမောင်ကြီးပြောတန်ဃာတော်တပါဥတိတ်သားဆိုတဲ့ကိုတော်ကြီးအာဟာရပြတ်မှတ်တယ်လေလို့နွားကြောင်သားလေးကဈေးကိန်းလိုက်တာကွာနွားကြောင်သားထံကထမင်းတို့ထမင်းဆိုင်မရှိလို့12ကြက်နဲ့မောင်ကြီးဝယ်ကတ်ခဲ့တယ်ကွယ်ဟင်ကိုတိတ်ကတာလူခေါ်လေတာလူတော့တာလူငိုပြန်ပြီမင်းတို့ခက်နေတာပဲမငိုပါနဲ့ဓမ္မကြီးကိုတိတ်တော့လှူတဲ့ကုသိုလ်ကိုကျုပ်သဘောမတူလို့မဟုတ်ပါဘူးကျွတ်တော်သမီးလေးကိုလုပ်ပြီးတော့ရွေးကြမှာတော့မောင်ကြီးကြံစက်ဝင်အလုပ်လုပ်လို့ရတာပါဓမ္မကြီးတိုင်တိတ်ဝမ်းသာစရာပြောရအောင်ကုတိတ်ကိုတော်ကြီး8ရက်မြောက်တဲ့နေ့ဇနီးမောင်နှံဆုံးကပ်မယ်လို့ရှောက်ပြခဲ့တယ်ကွကျုပ်လည်းကြိုးစားရမှာပေါ့တော့ဒီကလည်းကြိုးစားကြဥတိတ်ကိုတော်ကြီးကလည်းတရားနာပိဿကြီးငါတကားလေးအမတန်ဆင်းရဲတယ်အမတန်ဆင်းရဲတဲ့ငါတကားလေးအားငါတရားနဲ့ကျေးဇူးဆက်မယ်ဆိုပြီးတော့9ရက်တိတိကမထန်တရားကြီးအပြင်းအထုတ်ပြင်းပြထန်တာအထုတ်အာသဝကုန်ခန်းရယဟန္တာဖြစ်တော်မူသည်အာသဝကုန်ခန်းလို့ယဟန္တာဖြစ်တော်မူတဲ့အချိန်မှာမျက်ဖြင့်ကဆုံးကလာကြတော့မှာပါလားငါဆွမ်းတကမောင်တိတ်ကတ်တဲ့ဆောင်းမဖုံးပေးနိုင်တော့သည်ငါတကားလဲငါကိုဆွမ်းမကတ်ရတော့ပြီတေတနာပြကောင်းတဲ့ဆွမ်းတကားလေးတန်ဃာတော်သုံးပါဆွမ်းပင်ကတ်တုံးကသွန်ပြစ်လို့သမီးကလေးသူများအိမ်ပေါင်ပြီးတော့နှုတ်ကနာဆွမ်းနေတဲ့ဆွမ်းကတ်တဲ့သမီးကလေးရွေးဖို့12ကြနဲ့ငါဆွမ်းကတ်8ရက်မြောက်တဲ့နေ့ဆွမ်းကတ်လာအောင်မတဲ့ဒါလောက်တရားကောင်းတဲ့ငါတကဆွမ်းကိုငါမဖုံးပေးနိုင်တော့ပါလားဒါပဲလို့ငါတကားလေးကိုငါချီးမြှောက်ခင်မှာတင်မယ်အဋိဌံပြုရောပြုငါဤဓာတုယုတ်ကလတော်ဒီငါဆွမ်းတကမောင်တိတ်တာမကြွပါစေသာငါဆွမ်းတကမောင်တိတ်တာမတပါမြည်သူမလို့မကြွပါစေတည်းအဋိဌံပြီးပြိဋိဘဆံရောပြုယဟန္တာကြီးပြိဋိဘဆံနေဆိုတော့စိတ်တဘုရင်ကြီးနဲ့တကွတိုင်းသူပြည်သားလူများတို့လောင်တိုက်တွေဆင်ရှင်တွေပြတ်တတ်တွေတလားတွေနဲ့ခန်းခန်းနာနာကြီးစီစဉ်ကြပြီးပြီးတော့စံကြောင်းမတတ်တော်သို့ရုပ်ကလဓာတ်တော်ကြီးရွှေ့ရမကြတော့မလှုပ်ဘူးပြုအာကွာနဲ့ကျုံမလှုပ်ဘူးမလာပါဗျာရုပ်ကလကြီးမပဲလို့မကြွကြောင်းပါဗျာဘယင်တော်ဥတည်ဘယ်နဲ့မရရမှာ
တို့မင်းကြီးယောက်ျားတွေအများကြီးမရဟေးဘာလဲကွာဟေးကောင်တို့မင်းတို့ကောင်တွေခုံတော့ကွာဘယ်ခုံမှတော့ကွာကွာဒီမှာချွေးတွေများပြန်လို့ပြေးတာမလှုပ်ဘူးမှန်လားပါဗျာရှင်ကိုတော်ကြီးမြင်တဲ့အတိုင်းမလှုပ်မကြွပါဗျာနေဦးအကြောင်းရှိယဟနာမထေရကြီးတွေရှောက်ရှင်ဗျာတို့ရဲ့ဥဒိတ်တာကိုတော်ကြီးအဋိဋ္ဌံချက်ရှိတာသိရင်မိန်တော်မူကြပါဗျာအဲ့ဒီတော့မှတရားနာပိဋကကြီးတကားတော့တိတ်တာဘုရင်ကြီးသူ့ဆွမ်းတကမောင်တိတ်တာမကြွပါစေလို့အဋိဋ္ဌံပြုသွားတယ်ဒီလူမလို့မှရမည်မဟုတ်မတယောက်လာစမ်းဆွမ်းတကမောင်တိတ်တာတဲ့ထင်းတော်သမားလေးမောင်တိတ်တာတဲ့ရော့ဒီမောင်ထမ်းပြီးသွားခေါ်ကြည့်ကြမောင်တိတ်တာမတွေ့ရင်မပြန်ခဲ့ကြနဲ့ဒေတာကြီးအမတ်2ယောက်ထွက်ပလားမောင်ကြီးနဲ့အဲ့ဒီလိုနဲ့အမတ်2ယောက်ထွက်ပြီးရှာလိုက်တာဘယ်မှမတွေ့ဘူးတွေ့မဲ့တွေ့တော့ဟောမောင်တိတ်တာထင်းစည်းလေးနဲ့ပြန်အလားဟာဘိုးတို့ဘာတော့ကွမောင်ကြီးနဲ့ဘာမောင်းတော့ခင်ဗျကြီးပေါင်းမဲ့ဟာဘိုးလည်းရှင်းတော့နဲ့အเจ้าကဘယ်လိုလဲခင်ဗျအเจ้าကဘရင်ထန်ကြသီးလိမ့်မပေါ့ကွာမင်းနာမည်ဘယ်လိုခေါ်တော့ဟိကြီးပေါင်းကဘရင်ထန်တဲ့ကျွန်တော်နဲ့ဘာဆိုင်လို့ကျွန်တော်ထင်းခုတ်ပြန်လာတာနာမည်လေးသိပြစီကွာမောင်တိတ်တာလို့ခေါ်တော့ခင်ဗျမမင်းထန်ကြပြီဗျတိတ်တာထင်းသီးချထင်းနမတိတ်တာကိုတွေ့ချင်းခေါ်ခဲ့ရမယ်လားယခုလိုက်ခဲ့ဟိုခင်ဗျာကျွန်တော်ဘယ်လိုအပြစ်ရှိလို့လဲဘရင်ထန်ကြသိလိမ့်မပေါ့ကွာရှားမရှိနဲ့လာလိုက်ခဲ့နေပါအောင်ကျွန်တော်မိုးရကပြန်အလားမရလေးမျက်နှာကိုလည်းမမြင်ရသေးပါဘူးခင်ဗျာမရလေးထမ်းအကျိုးကြောင့်ပြောလို့ကျွန်တော်လေးဟိုစားလေရေမိုးချိုးပြီးတော့လိုက်ပါမယ်ခင်ဗျာကောင်ဓမ္မဘရင်ကတွေ့ချင်းခေါ်ခဲ့ရမယ်အဝတ်စားလေရေမိုးချိုးပြီးမရတိုင်းပင်းစေဆိုတဲ့အမိန့်မပါဘူးကွာဒီလိုနဲ့တရားနာပြိဿရေတိုင်းပင်းစေမရဘူးကွာလာလိုက်ခဲ့ဆွဲခေါ်တော့ကိုရောက်တော့တရားနာပြိဿရေဘုရင်ရှိရောက်ဘာလာမောင်တိတ်တာရှိတော့ရောက်ကြောင်းပါဗျာတိတ်တာဘုရင်ကြီးကဟဲ့တိတ်တာချင်းခေါ်နေကြတော့နော်တိတ်တာဘုရင်ကြီးကဟဲ့တိတ်တာတွေဆုံးကြတော့မယ်ပေါ့ဗျာရှိတော့ရောက်ကြောင်းပါဗျာထင်းတန်းသမားလေးမောင်တိတ်တာဟုတ်ကဲ့လားကွမှန်လားပါဗျာဟုတ်ကြောင်းပါဗျာဟုတ်လို့ရှိရင်မေးရမှာပေါ့ကွာဒီကျောင်းတက်ကြီးအတွင်းမှာမင်းကိုးကွယ်ထားတဲ့ဆရာတော်တစ်ပါးရှိတယ်ဆိုတာဟုတ်ကလားမှန်လားပါဗျာရှိကြောင်းမှာကိုးကွယ်ထားပါဗျာနေအောင်ကွာမင်းကိုးကွယ်ထားတဲ့ဆရာတော်ရဲ့ဘွဲကဘယ်လိုခေါ်တယ်လဲဦးတိတ်တာလို့ခေါ်ကြောင်းပါဗျာဘင်းကြီးများဗျာဦးတိတ်တာဘွဲကတော့မှန်သေးပြီကွမှန်လားပါဗျာရှေ့ဆက်စင်မေးတော့ပါဗျာမင်းကိုးကွယ်ထားတဲ့ဦးတိတ်တာမင်းမြင်ရင်မှတ်မိပါမလားမှန်လားပါဗျာသမီးရွေးမငွေစနစ်တန်းနဲ့ဆွမ်းကပ်လို့ရောပြင်းဝထင်အောင်တင်းပြီးတော့ထန်ကြရတဲ့တပည့်ငတိတ်တာမှုမှတ်မိကြောင်းပါဗျာဟိုမှာကြီးသားရုပ်ကလဓာတ်တော်ကြီးလက်ညှိုးထိုးပြလိုက်ပေါင်တိတ်တာတလှမ်းချင်းလျှောက်သွားရုပ်ကလခေါင်းရင်ဘေးကနေပြီးတော့မျက်နှာတော်လွှမ်းထားတဲ့သင်္ကန်းစာလေးလှမ်းကြည့်လိုက်ကြတဲ့ကွာအားလို့ရောအလူဘုရားအပူတော်လေးစမ်းကြည့်ရွှေမျိုးလုံးတော်ကြီးအစုံမိတ်လို့ငါကကျိတ်နေတယ်ထင်တာငါဆရာတော်ငါထင်တယ်လို့ကျိတ်နေတာဖြစ်ပါစေတော့နှာခေါင်းတော်လေးနဲ့ကပ်ပြီးတော့နားကလေးနဲ့ထောင်းဝင်လေထွက်လေများရှိလေအောင်မလားလို့ရှင်ပါပေါ်ကပ်ပြီးတော့နားကလေးနဲ့ဖိဘဝင်ခုံတော်များရှိလေအောင်မလားလို့တို့ကြလည်းဖြားတော်လေးစမ်းကြည့်လိုက်ချီရင်ပြေချီဖြားတော်လေးစမ်းကြည့်လိုက်ဘယ်လိုမှလှုပ်တဲ့လက်တဲ့ရုပ်လက်ခဏတွေကိုမမြင်ရတော့သဖြင့်ဟုတ်တော့ပါဘူးဘာထင်တယ်လို့ကြိတ်နေတာဟုတ်တော့ပါဘူးဆရာတော်ဗျာသမารီရှင်မရတပည့်ဆန္ဒလာမတိတ်တာရောက်လာပြီဗျာရစ်စလိုက်တာဗျာတပည့်တော်ကတော့ကြိတ်နေတယ်ထင်တာအမလေးခုတော်တပည့်တော်ဆန္ဒလာကြီးကိုရှင်မရပြစ်သွားပြီထင်ပါရဲ့သိပါပြီတပည့်တော်မနဲ့ခင်ကဆွမ်းကလာမယ်ဆိုတာသိလို့တပည့်တော်တို့ဆင်းရဲမှာကတ်တဲ့ဆံကိုမဖုံးပေးခြင်းလို့
အရှင်ဘုရားတပည့်တော်ပြစ်သွားတာထင်ပါရဲ့တပည့်တော်ကိုမငဲ့တော့ဘူးတော့ဘုရားရဲ့လို့ဆရာဘုရားကရစ်စပါပြီဘုရားတိတ်သာကြုတ်ကြည့်မနေနဲ့ဟောဘူးကျော်ကိုယ်စလဲပြောပြနေဘယင်မထက်နဲ့ကွာမဟုတ်ဘူးလားခင်ဗျဟုတ်မဟုတ်ဘယင်တတ်လို့တေချောင်းဝင်မရောက်ဘူးဘာဘယင်ထဲတာအမလေးဆင်းရဲသာကတ်တဲ့ဆွမ်းကိုမဖုံးပေးခြင်းလို့ကထေတွေသူ့ကျွဲတွေနဲ့တိုင်းပြေအုပ်ချုပ်တဲ့ဘယင်ကတ်တဲ့ဆွမ်းထောပတ်စီဦးမုံမုံမြက်မြက်တွေဖုံးပေးပြီးတော့ခဲတော့ဟေးဘယင်မထက်နဲ့ကွာမဟုတ်ဘူးလားခင်ဗျဟုတ်မဟုတ်ဘယင်တတ်လို့တေချောင်းဝင်မရောက်ဘူးဘာဘယင်ထဲတာအမလေးစကားပြောတာတောင်မှလွတ်လပ်မပြောရပါလားသိပါပြီတပည့်တော်သိပြီဗျာတပည့်တော်တို့ထင်းခွဲရောက်ရတဲ့ငွေကိုဆင်းရဲသာကတ်တဲ့ငွေမှုအရှင်မယားမဖုံးပေးချင်တာနဲ့တူပါရဲ့ဆင်းရဲတဲ့ဆွမ်းမကောင်းလို့မဖုံးပေးချင်တာလားဆရာတော်ဘုရားရဲ့မလေးဆင်းရဲသာကတ်တဲ့ဆွမ်းကိုအရှင်ဘုရားမမက်တော့ဘူးတပည့်တော်ဘာသာကထုတ်ပြောတာတွေတောင်မှလုံးသိပတ်သိပြောခြင်းပဲမလို့အမတ်နှစ်ယောက်ကငိုတဲ့လူလာရန်လို့ဒီတော့တောင်းနေပါမယ်တပည့်တော်လွတ်လပ်မငိုရဘူးဗျာဆင်းရဲတဲ့ဆွမ်းမကောင်းလို့မဖုံးပေးနေတာလားဆရာတော်ဘုရားရဲ့ခင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမှတော့ရပါကလားမလေးတပည့်တော်တို့ခင်းခွဲရောက်ရတဲ့ငွေမစားရမသုံးရပါဘူးဗျာခင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမှသုံးရပါကလားအရှင်ဘုရားရည်ရစစ်စစ်ကြီးကြွတော်မူရပါပဲတပည့်တော်ကထင်းခွဲရောက်ရတဲ့ငွေနဲ့မယားလေးကချက်စရာပြုတ်စရာတွေစီစဉ်လို့မနေ့ဖြင်ကအရှင်ဘုရားဆွမ်းကပ်မဲ့ဆိုပြီးတော့စီစဉ်နေပြီတပည့်တော်ဇနီးမယားလေးနဲ့အတူတကွလာရင်ဘသူကရမလို့ဗျာတပည့်တော်တို့ဘသူကိုဒီဆန်းကြီးကရမလို့ဗျာအဲ့ဒီကလေးနေပြီကွာတို့မှမြောက်ကျွေးဖို့ဟာရေးတဲ့အမနှစ်ယောက်ကအချောင်စားခြင်းသေးနော်ကြည်တရားနာပြိဿခင်ဗျာကျွန်တော်ပဲလေးလို့ခင်ဗျားတို့ကလည်းမကျွေးနိုင်ဘူးတပည့်တော်ရရဆက်ဆက်ကြီးပြုတ်သွားလို့တပည့်တော်မြည့်ရပေါက်ကြီးငတဲ့ယောက်ျားရင်မကြီးငိုရပြီဗျာရဲ့လို့ခင်းခွဲလို့ရောက်ရတဲ့ငွေတပည့်တော်တို့တောင်းမစားရပါကလားအရှင်ဗျာတပည့်တော်ကိုယ်လည်းလျှောက်ခဲ့တာကမနေ့ခင်ကတပည့်တော်တို့ဆွမ်းလာပြီးတော့ကတ်မဲ့ဆိုပေမဲ့လို့အခုတော့တရားကလေးကိုတောင်းပါမစောင့်နိုင်ပါဘူးကလာရစ်တဲ့တော်မူလိုက်ပါတယ်ဆရာတော်အတော့ကိုမူရှာတာကိုဒီကလေးတပည့်တော်ဘယ်လိုလုပ်ဖြေရပါမတုံးနဲ့ဆိုပြီးမောင်တိတ်သားကငိုဟောတရားနာပရိသတ်ကြီးမယားလေးစိတ်ဓာတ်ကြားပြီသူ့လင်အကြောင်းကြားရောပေါ့ပရိသတ်မသိတဲ့ခြင်းနဲ့စကားများအလွန်လျင်မြန်မကြားတဲ့ခြင်းပါဘူးဆိုလေကြားလေဘသူပါဇက်ကတော့မိမတွေပါဇက်ကမပြောပါနဲ့ဆိုလေပြောခြင်းလေဟုတ်တယ်မိမများပိတ်လို့လုံတာမဟုတ်ဘူးပါဇက်ပြောတာဒီခုပြောတာရှိလေဟောချင်းတော်မောင်တိတ်တာချင်းထရကပြန်စိတ်တရဲ့လင်သားအမနှစ်ယောက်ကဖမ်းသွားတာဟဲ့ဒီတိုင်းပြောတာဖမ်းသွားတဲ့ဆိုတော့ဟောဘုရုဘာသာနဲ့ဆံမင်းဖားရချလိုက်လာခဲ့ဟင်ကိုတိတ်တာသမီးလေးရွေးကိုငွေမရှိတာနဲ့ကြမ်းမိကြမ်းရလေးကြမ်းမိချင်းရဲ့တော်လေသူများပစ္စည်းခိုးလို့ရာဇိုပဲတင်တာပဲထင်ပါရဲ့ကိုတိတ်တာကိုတိတ်တာကျုပ်လိုက်လာပြီစိတ်ကမနေဘူးလိုက်လာပြီတော့လေဆိုပြေးပြီးလိုက်သွားလိုက်တာလူအုပ်ကြီးတွေ့လူအုပ်ကြီးကလည်းတရားနာပရိသတ်ကြီးတန်ကြောင်းမနတ်တော်ရွှေမဲ့ကိစ္စရွှေမရသေးတာနဲ့ယဟန္တာဓာတ်တော်ပူဇော်ခြင်းကြလို့ဒီထဲတရားနာပရိသတ်စိတ်ဓာတ်ကလူလူပရိသတ်ကြီးမြင်လိုက်တော့ဟင်တန်တော့ရာဇဝသားကိုတိတ်သာသွားစဉ်တင်သက်လို့ဝိုင်းကြည့်နေတဲ့လူတွေနဲ့တူရဲ့သူကလည်းတမျိုးရမ်းချင်လိုက်တာကိုလူအုပ်ကြီးတဲ့တို့ကိုတိတ်သာကိုတိတ်သာဘယ်ကြောက်ဒီလူအုပ်ကြီးလောင်းမလို့လုပ်ပြီးတော့လာရပါမတော့ကိုတိတ်သာကိုတိတ်ဇိုတိုးတာတရားနာပြီးသားတချို့ဖိုးကြီးတွေဝင်တိုက်ကြခဲ့ဟာခလေးမလေးငမဘက်နဲ့ငါခွာတိုက်
ဖိုးကြီးတွေဝင်တိုက်တချို့ဖွားကြီးတွေပက်လက်လာတယ်ဟောတော့သေခြင်းလုံးမှလည်းငါတို့ကလူရလောင်းပါပဲဟိုတိုက်ဒီတိုက်နဲ့ရောက်သွားတယ်တရားနာပြိဿကဲဘယင်းရှိရောက်တော့ယုတ်ကလတ်ဓာတ်တော်နာထိုင်းနေတဲ့မောင်တိတ်ကမြင်လိုက်ဟင်ကိုတိတ်ကမဲကျုပ်ကတော့ကားစင်ပင်တက်တဲ့အောက်ပြီးတော့ကိုတော်ထုံးကဒီလားထိုင်နေတာကိုတိတ်ကသူ့ဟိုကညတော်မခါဘူးတရားနာပြိဿညတော်မခါဖဲနဲ့ယုတ်ကလတ်ကြီးကြီးဟင်ကျုပ်ခွန်နေတာတော့ထုံးနိုင်မှုပေါ့လေရှိတဲ့တဲ့ကသွားထိုင်တော့မျက်လုံးကြီးကပြူမျက်ရည်တွေကကြာမှင်သက်မိလို့ထုတ်ဘူးဟင်မျက်လုံးကြီးကပြူလို့ပါလားကိုတိတ်ကဘာခေါင်းပေါ်ခေါ်လိုက်တော့ဟိုကပါဇက်ကမပြောဘူးတရားနာပြိဿမောင်တိတ်ကမှင်သက်မိရကနေပြီးတော့ဟောဒီတိုင်းလက်ညှိုးထိုးပြရုပ်ကလကြီးလက်ညှိုးထိုးပြစိတ်ကနောက်လှည့်ကြည့်ဟင်မလေးကျုပ်ဓာကြီးမမြင်မိပါလားဘယ်ဓာကြီးမြင်မလို့သူ့ဟာကြီးသူကြည့်တာဒါကျွတ်တို့သုံးကမဲ့ဆရာတော်လားကောင်းကြီးပြတယ်ဟိုအတန်တိတ်လုံတယ်ပါဇက်ကမပြောတော့ကျင်းနေတာလားကိုတိတ်ကရဲ့ကောင်းရမ်းပြတယ်ဟုတ်ဘူးတဲ့ဟင်အဲ့ဒါလေကျင်းနေတာမဟုတ်လို့ရှိရင်တော့ကိုတိတ်ကကျုပ်လေးတလုံးလှလှပွားပွားကြီးပြင်ထားတာကိုကျုပ်တတိမထမ်းမိလို့သာပေါ့အဲ့ဒါလေကျွတ်တို့ဆရာတော်အသက်မရှိတော့ဘူးဘုလားကောင်းလေးညိတ်ပြဟင်ဟုတ်ပြီအဲ့ဒါလေကျုပ်ရှင်တဲ့ဖြစ်ကုန်ပါဝလားကျုပ်လေးကိုတိတ်ကနမိတ်မကောင်းလိုက်တာကအိမ်ကထွက်လာကြတဲ့ကိုကလမ်းရှိတဲ့လူတွေဟိုလူဝင်တိုက်ဒီလူဝင်တိုက်ဒါရောပေါ့ဇော်တိုးတဲ့ဥစ္စာအဲ့ဒါလေကျုပ်နမိတ်မကောင်းပါဘူးလို့အောက်မရခုတော့ကျွတ်တို့ဆွမ်းကမဲ့ဆရာတော်မရှိတော့ဘူးဆရာတော်ဗျာအဲ့ဒါလေရှင်မယားတလေးမှာဆောင်းမကြီးရောက်လာပြီဗျာအရှင်မယားကိုမဖူးဘူးမလို့ကိုတိတ်ကပြောလို့တပည့်တော်သိရပါဗျာတပည့်တော်တို့ဆောင်းကလေးခေါင်းပေါ်တင်ပြီးတော့မနေ့ဖြင့်ကလာမဲ့ကိစ္စကြီးဆရာတော်ဗျာငိတ်ညလုံးမမှုလေးလေချင်းရလို့မညမတနာဟာတရားများနဲ့ခါစားဝကြဆရာတော်ဗျာရဲ့ဟမလေးတပည့်တော်တို့ကမဲ့ဆောင်းကိုဘုံပဲရင်လို့ပြစ်သွားတာရှင်ပါရဲ့ဒီလိုတွေကိုရှောင်းခွေဖက်တယ်တကယ်စိတ်မှလို့ဇတ်သိန်းလို့အမလေးခုတော်လုံးဝကြီးဇတ်သိန်းပြီလားဗျာအရှင်မယားတို့ဟောတဲ့တရားတွေကိုတိတ်တာပြောပြလို့နားတွေကမထွက်ပါဘူးဗျာတရားတော်မျိုးဟာဟောကြားလို့များနားလိုက်ဆွဲထုံအာယုံတော်ငွေရှိပဲတော့ဟောမမေ့နိုင်မှုတမြင့်မြင့်လုံးစိတ်တွင်ဆွဲပါလို့မြဲတဲ့ဘုံမြဲတဲ့ဘုံမှာဖယားအမလေးသူကနှဲကြီးနဲ့မှကောင်းတာဟုတ်တယ်ကျုပ်တို့ရဲ့ချောင်းကကနဲ့ကိုင်းငိုတော့တရားနာပရိသတ်ရေဘယင်လုံးတဲ့လူကကြောက်အလားအမနှစ်ယောက်ကလည်းပဲဟေးမကွာခင်ဗျာအားရအောင်ငိုရသေးအိုးလူလူပရိသတ်ကြငရဲခံရတာကွာမင်းတို့အားရအောင်ငိုတာစောင့်နေနိုင်ဘူးဆရာတော်ကကျွန်တော်တို့ဆွမ်းမပုံပေးခြင်းလို့မုံလို့ကြွသွားပြီခင်ဗျာခက်တကူကွာဘယ်နဲ့မုံမှာတို့ဟာဒီအချိန်ဒီလိုပရိနိဗ္ဗာန်ဆံရမယ်ဆိုတာပါလာပြီးသားကွာသရဝတိုင်းဟာဘဝဆုံးဖြတ်ချက်ဘယ်ချိန်ဘယ်လိုပြရမယ်ဆိုတာပါပြီးသားပါပြီးသားပါကွာမင်းမုံလို့မဟုတ်ဘူးကွာဒီလိုတော့တည်တဲ့လူတွေကကြံရင်တဲ့လူမုံလို့ဆိုရင်လေဘဝတော်ဘာပြောင်းသွားတယ်ငါအမကတော်ကြီးငါမုံလို့အောင်ငယ်ရုံးနေတာများပေါ်နေသေးမောင်တိတ်ကမုံလို့မဟုတ်ပါဘူးမင်းကိုချစ်လို့မင်းမကြွမတဲ့ဟေးမကွာလို့ဆိုတော့ခမခင်ဗျာပရိနိဗ္ဗာန်စံတာလည်းမုံလို့မဟုတ်ဘူးသေချိန်တန်လို့သေနိဗ္ဗာန်ဝင်ချိန်တန်လို့ဝင်တာဆိုရင်လေဟုတ်ကဲ့ခင်ဗျာကျင့်တော်လို့မပါတော့မယ်ခင်ဗျာတဲ့မဲစိတ်ကလည်းလောက်ကလေးတွေချီလို့ချီရင်းကနေပြီးတော့ဆရာတော်ဗျာတားလို့ပြောမယ်တူတူတော့မတားသာတော့ရှာဖို့ဆရာဖယားဟာငိုပြီးပြိတ္တလက်အုပ်ချီခြေဘဝတဲ့နှစ်ဖူးနဲ့တိုက်လိုက်တဲ့ရုပ်ကလတ်ကြီးအလိုလိုကြွတယ်ရုပ်ကြွပါလားပြိတ္တကြီးရုပ်ကလတ်ကြီးလည်းအလိုလိုကြွရောပြိတ္တအမတ်တစ်ယောက်ပြေးတာပင်ထောင်ပြီးတော့ပြစီချောက်တာမှလို့နောက်နားလဲတဲ့လူတွေဟေးဘယ်စီချောက်မှာတို့ကွာဟေးမောင်တိတ်သားတို့ရဲ့မယုံနေမတောင်မသေးပဲနဲ့လက်အုပ်ချီုံနဲ့ဟေးရုပ်ကလတ်တော်ကြီးလိုလိုကြွဖတ်
嘿，不下哈啊！嘿嘿嘿，这着急不怕，撞怕！哎，个路呢，这样那这个完毕，不用那么个，穿那个毛这个青叶路，好，回来家了呀。我话的别回家，对你的去回家，不错的，给他们搞毛家喏。那把那些去回家，那把那有的话，西凉就这个烟头啊。该点那边的也，单独给他别的比西风机个那边好，东南家里那个朝鲜带路嘛，公台哦，忙这大路的铁工啊，要，但每个人越比着点那边的，古都高木就业数地都看，前那地都在人家把里说的，为人对的，忙对的。乌对的，说的最后咱人我蒙了个葫芦，你别的这个你去干嘛的呀？该开大的说的什么？这个把龙马别打着，抢个歌谁别把人？俺老公眼里人就要来了，别那别的去抢大家把人。俺老公眼里人就要来了，别那别的去抢大家把人。哎，边不下把路阿达给标的面好的面人啊，那我们家边一对个人，去年我在这边地上没有一个查那路，你我单独自己看人家边家为了，你我单独没带一百卡上来没，一百样的为呀个面子要，其他的谁个两笔股谁那片全大抓平，满抓满的，两把嘞。